ဒီနေ့ဘော်ဒါတို့ကိုယူနန်ပြည်နယ်မန်စီမြို့ကလိမ္မော်ချန်လေးကိုခေါ်ရပါမယ်။လိမ္မော်တီးတွေကဝါဝင်းပြီးတချန်လုံးလက်ညှိုးထိုးမလွဲပါပဲ။ဝင်းကြီးကလည်းမြန်မာငွေ1000ဝန်းကျင်တရုတ်ရွန်ငွေဆို20ရွန်ပဲကြတယ်။တချန်လုံးအသီးတွေအပြည့်ပဲမလို့ထားခူးမလားထိုင်ခူးမလားစိတ်ကြိုက်ခူးပါပဲ။အချိန်ကန့်သက်မရှိဘူးစိတ်ကြိုက်စားလို့ရတယ်။ပြန်ပြီးဆိုရင်လည်း3ချင်း1.5 kg ပေါ့နော်တည်ပါလို့ရတယ်။ channel မှာတော့စိတ်ကြိုက်စားလို့ရပါတယ်ဒါပေမဲ့အပြန်တည်ရင်3ချင်းထက်ပိုရင်တော့ဘူးတလောက်% ထပ်ပေးရပါတယ်။ကိုလိုပဲမမြောက်ဘူးတဲ့မြေပြန့်သူတယောက်အနေနဲ့ကတော့အသီးတွေအပြည့်နဲ့တောင်ပေါ်ဒေသရဲ့လိမ္မော်ချမ်းဆိုတာခုမှပထမအဆုံးချိန်ရောက်ဘူးတာမို့ပြောလိုက်တာဆိုတာငငယ်ကကြည့်ဘူးတဲ့ My Girl ဆိုရဲ့ကိုရီးယားကားလေးကလိမ္မော်ပင်ကြီးကြည့်ပြီးရန်ပေါ်ကြခဲ့ရခုတော့ကိုယ်တိုင်ရောက်ဘူးသွားပြီလိမ္မော်တီးရဲ့အဝစားလိုက်တပုံနေနဲ့တမုံးရိုက်လိုက်နဲ့အချိန်တွေဘလို့ကုံလို့ကုံသွားမှန်းကိုမသိခဲ့ပါဘူးသူက channel မှာလည်းတပ်ပုံရိုက်ဖို့အလှဆင်ပေးထားတယ်စိုက်ခင်းရဲ့အလယ်မှာချောင်းလေးတစ်ခုရှိတယ်ချောင်းပေးမှာလည်းတဲလေးတွေထိုးထားပေးတယ်ရေစော့လိုက်လိမ္မော်တီးစားလိုက်နဲ့အပြန်ကြအချင်းပေါ်ဆိုင်မညစာဝင်စားကြတယ်ဒီဆိုင်ကတနည်းကုန်ရပါတယ်စားပြည့်အခါရှိမှန်ကတော့မန်စီရောက်မှပဲသိရပါမြကြီးနားမှာတော့မသိခဲ့ဘူးမန်စီမှာတဘောချတာတော့သူကစားတော့တရားရတာရှိတယ်ဒီနေ့ကတော့လိမ္မော်တီးနဲ့အဝစားခဲ့ရလို့အမှတ်တရတွေအများကြီးနဲ့တကယ်ကိုပျော်ရွှင်ရတဲ့အချိန်လေးဖြစ်ခဲ့ပါတယ်ရှင်